ကဲဒီနေ့မနက်ပြောမယ့်စကားလေးကရိုးရိုးလေးလို့ထင်ရတယ်ဒါပေမဲ့တေချာစဉ်းစားကြည့်ရင်အယံကိုအဓိပ္ပာယ်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့အတွေ့အသစ်အမြင်သစ်ဖလှယ်မယ်ဆိုတာပါပဲဒီစကားစုလေးကအသိပညာရှာဖွေတဲ့ခရီးမှာမနှောတော့ကိုလမ်းပြပေးနိုင်တဲ့တော်ချက်တစ်ခုလိုပါပဲကဲသူရဲ့အတွေ့အပေကိုတစ်ခုချင်းစီခွဲပြီးကြည့်လိုက်ကြရအောင်ဟုတ်ပြီပထမဆုံးအပိုင်းအတွေးသစ်ဆိုတာကဘာကိုပြောချင်တာလဲဆိုတော့ဒါကမလို့အမြဲတမ်းတွေးနေကြပုံစံခွဲထက်ကနေခဏလောက်ထပ်ကြည့်တာမျိုးပေါ့အရင်ကဒီခါမှမစင်စားဘူးတဲ့ idea အသစ်တွေကိုဟာဒါလည်းဖြစ်နိုင်တာပဲဆိုပြီးစိုက်ကိုဖွင့်ထားပေးတာမျိုးပါစာရွက်အဖြူတရက်လိုပဲပေါ့အကြံဉာဏ်အသစ်တွေဝင်လာဖို့အမြဲတမ်းအသင့်ဖြစ်နေတဲ့စိတ်အခြေအနေမျိုးကိုဆိုလိုတာပါကဲနောက်တစ်ခုကအမြင်သစ်ဟုတ်ပြီအတွေးသစ်နဲ့အမြင်သစ်ဘာကွာလဲလို့မေးစရာရှိတယ်နည်းနည်းလေးလို့ကွာတယ်နော်အတွေးသစ်ဆိုတာကအကြောင်းအရာအသစ်ဆက်ဆက်တစ်ခုကိုလက်ခံတာဥပမာပြရရင်ကဘာကြီးပူနွေးမှုကိုတိုက်ဖြတ်ဖို့ဤပညာအသစ်တစ်ခုထွက်လာတယ်အဲ့ဒါကိုလေ့လာတာမျိုးပေါ့အမြင်သစ်ကကြတော့အဲ့ဒီလိုမဟုတ်ဘူးရှိပြီးသားအရာတစ်ခုကိုပဲရှုထောင်ပြောင်းပြီးကြည့်လိုက်တာခုနကဘာကြီးပူနွေးမှုဥပမာကိုပဲပြန်ကြည့်မယ်ဆိုရင်အဲ့ဒါကိုဤပညာပြဿနာလို့ပဲမကြည့်တော့ပဲလူတွေရဲ့နေထိုင်မှုပုံစံစားတော့မှုပုံစံပြဿနာအမြင်နဲ့ပြန်ပြီးသုံးသပ်ကြည့်တာမျိုးပေါ့အဲ့ဒီလိုရှုထောင်ပြောင်းလိုက်တာနဲ့တပြိုင်နက်အကြောင်းအရာတစ်ခုအပေါ်မှာမမေတို့ရဲ့နားလည်မှုကပို့ပြီးတော့နှိမ့်ဆိုင်သွားရောကဲအခုဒီစကားစုရဲ့အသက်သွေးကြောအရေးကြီးဆုံးအပိုင်းကိုရောက်လာပြီအဲ့ဒါကတော့ဖလှယ်မယ်ဆိုတဲ့စကားလုံးပါပဲဘာလို့လဲဆိုတော့အတွေးအသစ်ဒီအမြင်သစ်တွေဘယ်လောက်ပဲရှိနေပါစေကိုခေါင်းထဲမှာပဲတင်ထားရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးလေအရေးကြီးတာကတယောက်နဲ့တယောက်အပြန်အလှန်မျှဝေဖို့ဆွေးနွေးဖို့ပဲဒါကတယောက်တည်းတိတ်တိတ်လေးစာဖတ်ပြီးတင်ယူနေတာကနေတက်တက်ကြွကြွပါဝင်ဆွေးနွေးတဲ့အဆင့်ကိုကူးပြောင်းသွားစေတဲ့အထူးကတော့ချက်ပဲဗျာဖလှယ်ရဲဆိုတာကိုအရေးပြဖွင့်ကြည့်ရအောင်ဒါကအပြန်လန်ပေးခြင်းနဲ့ယူခြင်းပါပဲဆိုလိုချင်တာကရှင်းရှင်းလေးဒါကတလန်းတွားလန်းမဟုတ်ဘူးကိုကချဲပဲပြောနေလို့မရအောင်ကို့မြင်ကိုပြောပြတယ်လို့ပဲတခြားသူရဲ့မြင်ကိုလည်းစိတ်ဝင်စားစားနဲ့စိတ်ရှည်ရှည်နဲ့နားထောင်ပေးဖို့လိုတယ်အဲ့ဒီကဘာလဲဆိုတော့ဒါကတယောက်ကဟောပြောပွဲလုပ်ပြီးကြံတဲ့သူကနားထောင်ရတဲ့ပုံစံမျိုးမဟုတ်ဘူးအားလုံးပါဝင်တဲ့နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့စကားဝိုင်းတစ်ခုဖြစ်နေဖို့ပဲဟုတ်ပြီအခုမနိုတို့ပြောခဲ့တဲ့အပိုင်း၃ပိုင်းကိုပေါင်းပြီးတော့လုပ်ငန်းစဉ်လေးတစ်ခုလိုကြည့်လိုက်ရအောင်အဆင့်1ပထမဆုံးအနေနဲ့အတွေးသစ်တစ်ခုကိုကိုယ်စိတ်ထဲကိုကြိုးဆိုးလိုက်ပါဝင်လာခွင့်ပြုလိုက်အဆင့်2ပြီးရင်အမြင်သစ်တစ်ခုနဲ့ရားရာကိုပြန်ပြီးစင်ကျင်သုံးသက်ကြည့်ပါရှုထောင့်ပြောင်းကြည့်ပါပေါ့နောက်ဆုံးအဆင့်3ကတော့အဲ့ဒီရလာတဲ့အတွေးတွေအမြင်တွေကိုတခြားသူတွေနဲ့တက်ကြွကြွကိုဖလှယ်ပစ်လိုက်ပါဒီအဆင့်3ဆင့်ကတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတယ်အဲ့ဒီကနေတစ်ဆင့်မှာစစ်မှန်တော့နားလည်မှုနဲ့အတူတကွတိုးတက်မှုဆိုတာဖြစ်လာမှာပါဒီနေရာမှာသိကိုမှတ်သားစရာကောင်းတဲ့စကားတစ်ခုရှိတယ်ပန်းတိုင်ကအငင်းခုံမှာအနိုင်ရဖို့မဟုတ်ဘူးအတူတကွကြီးထွားဖို့ပဲတဲ့အိုးတကယ်ကိုမှန်ပါတယ်ဒီစကားကမမနိုပလောနေတဲ့အကြောင်းရတဲ့အနှစ်သာရကိုဖော်ပြလိုက်တာတဲ့အတွေးခေါ်တဲ့ဖက်လက်ရဲဆိုတာငါမှန်တယ်သူမားတယ်ဆိုပြီးအနိုင်ပိုင်ဖို့လုံနေတာမဟုတ်ဘူးလေအတိကရည်ပဲချက်ကအဲ့ဒီစကားပိုင်းမှာပါဝင်တဲ့သူတိုင်းအတိပညာတစ်ခုခုပိုရသွားသည်အတူတူရှေ့ဆက်တိုးတက်ဖို့ပဲဖြစ်ပါတယ်ကဲအဆုံးသက်အနေနဲ့မိကွန်းလေးတစ်ခုနဲ့ပိတ်လိုက်ခြင်းပါတယ်ဒီနေ့ဘလို့အတွေးအခေါ်အသစ်တွေကိုဖတ်လှယ်ဖြစ်ကြမလဲဒီနေ့မနိုတွေးဆုံမဲ့သူတွေနဲ့စကားပြောတဲ့အခါဒီအတွေးအသစ်အမြင်သစ်ဖတ်လှယ်မယ်ဆိုတဲ့စိတ်ဓာတ်လေးကိုလက်ကိုဝိုင်းထားပြီးဘလို့လက်တွေ့ကြကြအသုံးချကြည့်ကြမလဲဆိုတာကိုလုံးစဉ်းစားကြည့်ဖို့တိုက်တွန်းချင်ပါတယ်အားလုံးပဲအတွေးအသစ်အမြင်သစ်တွေနဲ့နေ့ရက်တိုင်းမှာတိုးတက်နိုင်ကြပါစေ